ချစ်တော်ညီကိုမောင်မများအားလုံး Merry Christmas ပါဒီနေ့ညကျွန်တော်အကြောင်းအရာတစ်ခုနဲ့ပြောပြချင်တယ်အဲ့ဒီအကြောင်းအရာကဘာလဲဆိုရင်ယုံကြည်သူတယောက်အကြောင်းမလို့ဂေဒင်ရှင်မေရှိယတောင်မှထွက်ပြေးရတဲ့အကြောင်းနဲ့ပြောပြချင်ပါတယ်ဒီအကြောင်းအရာကဘယ်မှာရှိလဲဆိုရင်ရှမတ်တဲ့အခန်းကြီးနှစ်အငယ်3-5လာဖြစ်ပါတယ်ထိုစကားကိုကြားလေဟေရမင်းကြီးသည်ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွစိတ်ပူပန်ခြင်းတို့ရောက်သည်ဖြင့်ယေဘရဟစ်အကြီးတို့နှင့်လူတို့တွင်ကျမ်းပြုเสียရှိသည်မြတ်တို့ကိုစုဝေးစေ၍ခရစ်တော်ကိုအပေအရက်မှဖွားမြင်လိမ့်မည်နည်းဟုမေးမြန်းတော်မူ၏ထိုเสียတို့ကလည်းပရောဖက်တူရေးထားသောအချက်ဟုမူကားအိုးယူဒပြည်ဗက်လင်မြို့အစိုးရတော်ယူဒမြို့တို့တွင်တင်ဒီမြို့ငယ်မြို့ယုံမဟုတ်အကြောင်းမူကားငါဤလူစုအတရေလအမျိုးကိုအုပ်ဆိုးရတော်သခင်သည်တင်ဤအသေးမှပေါ်ထွန်းတန်ဟုကျမ်းလာရှိပါ၏ထို့ကြောင့်ယူဒပြည်ဗက်လင်မြို့၌ခရစ်တော်ကိုဖွားမြင်ရပါမည်ဟုမင်းကြီးအားပြန်ကြားလျှောက်ထားကြ၏အေရမင်းကြီးမေးတဲ့အချိန်မှာပြန်လေပြီးမှဖြေကြားတဲ့သူဟာဖယားကိုမတိတဲ့သူမဟုတ်ပါဘူးယေရှုခရစ်တော်ဘယ်မှာမွေးလဲဘယ်မြို့ဘယ်ရွာမှာမွေးမယ်ဆိုတာကိုကောင်းကောင်းနားလေတဲ့ယုံကြည်သူပဲဖြစ်ပါတယ်အဲ့ဒီယုံကြည်သူကဘာတူလဲဆိုရင်ကျမ်းပြုဆရာနဲ့ယေဘရဟစ်တွေဖြစ်ပါတယ်အဲ့တော့ဟေရမင်းကြီးမေးလိုက်တဲ့အချိန်မှာဒီယေဘရဟစ်နဲ့ကျမ်းပြုဆရာတွေဟာချက်ချင်းဖြေနိုင်တယ်နော်ချက်ချင်းဖြေနိုင်တယ်ယူဒပြည်ဗက်လင်မြို့အစိုးရတော်ယူဒမြို့တွင်တဲ့တင်ဟာမြို့ငယ်မြို့ယုံမဟုတ်ဘူးတဲ့တင်ရဲ့အသေးကနေဂေဒင်ရှင်မေရှိယခရစ်တော်ခွာမြင်လာမယ်ဆိုတဲ့အကြောင်းကိုယေဘရဟစ်နဲ့ကျမ်းပြုဆရာတွေဟာကောင်းကောင်းပြောနိုင်တာဖြစ်ပါတယ်ဒါပေမဲ့သူတို့ကလေသူတို့အတွက်ရောဟေရတ်အတွက်ရောလောကလူသားအားလုံးအတွက်ရောမရှိမဖြစ်အရေးကြီးသောကေတင်ရှင်မေရှိယဖြစ်တယ်မေရှိယမွေးဖွားလာတယ်ဆိုတဲ့အကြောင်းကိုသူတို့ပြောတာမဟုတ်ဘဲနဲ့ဟေရတ်မင်းကြီးစိတ်နှလုံးပူပန်တကယ်တော့သူတို့ပူပန်ပြီးမှအော်ဘယ်လိုမျိုးမှမွေးမှဖြစ်တယ်မင်းကြီးရေဆိုမှသူတို့ဟာညွန်ပြတယ်အဲ့ဒီချိန်မှာကျွန်တော်တို့နောက်ပိုင်းဖတ်ကြည့်တဲ့ချိန်မှာဘာအဖြစ်ဖြစ်သွားလဲဆိုရင်ယောဒတ်ကိုအိမ်မက်ထဲမှာလာရောက်ပြီးမှယူပါယုံပေးတယ်ချက်ချင်းထားပါသူငယ်တော်နဲ့မေတော်ကိုခေါ်ပြီးမှအေဂရုပြည်ကိုထွက်ပြေးပါလို့ပြောတယ်မာကုပညာရှိတွေကဟေရတ်ထံမပြန်လာဘဲနဲ့ပြန်သွားလိုက်ပြီဆိုတဲ့အကြောင်းကိုသူတိလိုက်တဲ့ချိန်မှာနှစ်သားအောက်ရှိသမျှတော့ကလေးတွေအားလုံးကိုတပ်ဖြတ်ခဲ့တာဖြစ်တယ်။ဒါကြောင့်မလို့သူငယ်တော်ယေရှုခရစ်တော်နဲ့မေတော်မာကြီးအပါယောဒတ်ဟာအေဂရုပြည်ကိုထွက်ပြေးသွားရတာဖြစ်တယ်။ကျွန်တော်တို့ယုံကြည်သူအနေနဲ့ဘာပြန်အသက်တာထင်းမှာတည်ဆောက်ဆရာရှိလေဆိုရင်တခါတလေမှာကျွန်တော်တို့ကသခင်ယေရှုရဲ့ကေတင်ခြင်းအကြောင်းကိုသူတစ်ပါးအားပြောပြတဲ့အချိန်မှာဘလို့စိတ်ထားနေကျွန်တော်တို့ပြောလဲ။နော်ဒီယေဘရဟစ်နဲ့ကျမ်းပြုဆရာတွေကနော်ဟေရတ်ဘုရင်ရဲ့နားမှာဂုံပကာဒနာနဲ့လောကရဲ့အောင်မြင်မှုလောကရဲ့စီးစိမ်တွေကိုပဲသူတို့ကဥထိတ်ထားတယ်။ဒါကြောင့်မလို့သူတို့ဟာသခင်ယေရှုဘယ်မှာမွေးမယ်ဘလို့မွေးလာမလဲဆိုတာကိုအကုန်သိပဲမဲ့သခင်ယေရှုကိုတကယ်လိုက်လိုက်လေးလေးနှလုံးသားကနေမကြိုဆိုတဲ့အပြင်တပ်ဖြတ်ဖို့ရန်ကြံစီတဲ့ဟေရတ်ကိုပါသခင်ယေရှုမွေးလာမယ့်နေရာကိုပြောပြလိုက်တယ်ဒီချိန်မှာယေဘရဟစ်နဲ့ကျမ်းပြုဆရာတွေကြောင့်သူတို့တအိမ်သားလုံးဟာအေဂရုပြည်ကိုတိမ်းချောင်သွားရတာဖြစ်ပါတယ်ဒီခရစ်စမတ်ကာလမှာယုံကြည်သူတိုင်းဟာယေရှုခရစ်တော်ကေဒင်ရှင်မေရှိယအကြောင်းကိုဟောပြောတဲ့သူတွေမြောက်များစွာရှိပါတယ်။တို့ပေကျွန်တော်တို့တတိထားရမယ့်အရာဟာဟေရတ်ကိုပြောပြတဲ့ကေလို့ကျွန်တော်တို့သူတစ်ပါးကိုပြောပြနေတာ